မေးထားတဲ့ဟာကိုကျွန်တော်ခုတာဖြေပေးနေတဲ့တစ်ခါလေးပြောပြရမယ်ကျွန်တော်အပါဝင်လူတွေတော်တော်များများကကိုယ့်ရဲ့အတန်ကိုလုံးဝသဘောမကျဘူးကျွန်တော်ဆိုလို့ရှိရင်လည်းဒီ vlog တွေရိုက်တဲ့ချိန်တုန်းကလုံးဝစိတ်တိုင်းမကျဘူးဒါပေမဲ့ကျွန်တော်အတွေးကိုပြောင်းလဲစေတဲ့တစ်ချက်ကဘာလဲဆိုတော့ကျွန်တော်ကိုယ်ပိုင်အတန်ကကျွန်တော်တို့ကိုဖျားသခင်ကပေးထားတဲ့အတန်ဒီအတန်ကိုပဲကျွန်တော်တို့အကောင်းဆုံးဘယ်လိုမျိုးဖြစ်အောင်လို့ပြောဆိုမလဲပုံမှန်ဆိုလို့ရှိရင်ကျွန်တော်ကစကားပြောလို့ရှိရင်စိတ်လောတဲ့ထဲမှာပါတယ်နှုတ်ထွက်စကားမြန်တယ်ပေါ့နော်ဒီနောက်ပိုင်းမှာကျွန်တော်စကားကိုနည်းနည်းလေးတစ်လုံးချင်း AC ပြောတတ်အောင်လို့လေ့ကျင့်တယ်ချိန်ပန်များစွာပြောတယ်ချိန်ပန်များစွာပြောပြီးတော့ပြန်နားထောင်တယ်လုံးဝကိုစိတ်တိုင်းကြပြီဆိုတဲ့အချိန်တိုင်းမှာကျွန်တော် vlog လုပ်တယ်ပေါ့နော်ဒီလိုနဲ့တဖြည်းဖြည်းကျွန်တော် train လာရင်းနဲ့2လ3လလောက်နေတဲ့အချိန်မှာကျွန်တော်တော်တော်လေးကိုအဆင်ပြေလာတယ်ပုံမှန်ကိုမတိလိုက်ပဲနဲ့ပြောဆိုနေတဲ့စကလုံးရောထွေးမှုတွေစကလုံးမြန်ဆန်မှုတွေအားလုံးကလည်းအဆင်ပြေလာတယ်ဒါကြောင့်မလို့ကိုယ်အတန်ကိုတန်ဖိုးထားပါဒီအတန်ကိုကိုယ်တိုင်ချစ်မှသူများကလည်းချစ်ပါကိုယ့်ရဲ့အတန်ကိုအကောင်းဆုံးနေတာဖြစ်အောင်ကျွန်တော်တို့ train လို့ရပါတယ်စူးစမ်းကြည့်ပါကျွန်တော်တို့အတန်တွင်းကြည့်ပါမကြိုက်ဘူးဆိုလို့ရှိရင်ကျွန်တော်ထပ်တလဲလဲပြန်ပြောထပ်တလဲလဲနားထောင်ဒီဘယ်နေရာမှာဘယ်လိုမျိုးအကောင်းဆုံးဖြစ်မလဲဆိုတာကိုကျွန်တော်တစ်ချက်ပြန်ပြီးတော့စူးစမ်းပြီးပြန်ပြောကြည့်ဒါဆိုလို့ရှိရင်အကောင်းဆုံးအရာတွေဖြစ်တာပါလိမ့်မယ်โอเคကိုယ်အတန်ကိုချစ်ပါဒါတော့ပါပဲ